မလာယကလင်ကျိုင်ခါရုပ်ဆိုတဲ့ထိုင်းစကလုံးသုံးလုံးနဲ့လာမိတ်ဆက်ပြီးမှဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပါလဲဆိုတော့မလာယဆိုတာကယဉ်ကျေးတာကိုပြောပါတယ်ယဉ်ကျေးတီကိုမလာယလို့ခေါ်ပါတယ်အဲ့ဆို conversation နဲ့ဘယ်လိုသုံးရဆိုတော့ไม่มีมารยาทเลยไม่มีมารยาทเลยယဉ်ကျေးမှုလည်းမရှိไม่มีဆိုမရှိဟုတ်တယ်မလားမารยาทဆိုယဉ်ကျေးမှုไม่มีมารยาทเลยယဉ်ကျေးမှုလည်းမရှိเราต้องมีมารยาทในการประสานงานกับคนอื่นเราต้องဆိုကျွန်တော်တို့ကရှိကိုရှိရမယ်มีရှိတယ်ဟုတ်တယ်မလားมารยาทဆိုယဉ်ကျေးမှုในการအလုပ်တဲ့နေရာမှာประสานงานဆိုတာကပြောဆိုဆက်သွယ်တဲ့နေရာမှာกับคนอื่นတခြားလူနဲ့เราต้องมีมารยาทในการประสานงานกับคนอื่นငါတို့ကတခြားသူနဲ့ပြောဆိုဆက်သွယ်တဲ့နေရာမှာယဉ်ကျေးမှုရှိကိုရှိရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ပါလဲဆိုတော့เกรงใจဆိုတာအားနာတာဒါမြန်မာလူမျိုးတွေနဲ့အများစုနဲ့ကိုက်ညီတဲ့စကားလုံးပဲเกรงใจအားนาดิผมเกรงใจมากเลยครับผมဆိုတာကျွန်တော်ကเกรงใจဆိုတာအားနာดิมากเลยครับဆိုတာအယံပဲผมเกรงใจมากเลยครับကျွန်တော်အယံအားနာတာပဲအမျိုးပေါ့နောက်တစ်ခုအနေနဲ့ပါလဲဆိုတော့เคารพဆိုတာက respect ပေးရဘယ်လိုမျိုးလဲဆိုတော့ผมเคารพในการตัดสินของหัวหน้านะครับผมဆိုတာကျွန်တော်ကเคารพဆိုတာ respect ပေးပါတယ်ในการဆိုတာအလုပ်လုပ်တဲ့ในการဆိုတာအလုပ်လုပ်တဲ့နေရာမှာตัดสินဆိုတာဆုံးဖြတ်ချက်ของဆိုတာရဲ့หัวหน้าဆိုတာခေါင်းဆောင်ผมเคารพในการตัดสินของหัวหน้านะครับကျွန်တော်ခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကို respect ပေးပါတယ်แต่ผมจะไม่ทำตามแต่ဆိုတာဒါပေမဲ့ผมဆိုတာကျွန်တော်ကจะဆိုတာလိမ့်မယ်ไม่ဆိုတာ no ทำตามဆိုတာလိုက်လုပ်မှာမဟုတ်แต่ผมจะไม่ทำตามဒါပေမဲ့ကျွန်တော်လိုက်လုပ်မှာမဟုတ်ပါဘူးဆိုတာပဲဖြစ်ပါတယ်ผมเคารพในการตัดสินของหัวหน้าခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်လက်ခံပါတယ်ကျွန်တော် respect ပေးပါတယ်แต่ผมจะไม่ทำตามဒါပေမဲ့ကျွန်တော်လိုက်လုပ်မှာမဟုတ်ပါဘူးစပါဟုတ်အဲ့ဆိုဒီနေ့ sharing လုပ်ထားတဲ့စကားလုံးတွေကတော့မာလယာเกรงใจเคารพဆိုတဲ့စကားလုံးသုံးလုံးပဲဖြစ်ပါတယ်အကယ်၍သိချင်တာရှိရင် comment မှာဖြစ်မင်းထားလို့ရပါတယ်တပုတ်ချနဲ့တက်တယ်ဆိုရင် save follow share လုပ်ဖို့မမေ့ပါနဲ့ on click ပါ time bar စကားတွေကိုမျှဝေပေးနေပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်